ဟောဖျားရှိခိုးနေတာပဲပြီးတော့မှပဲပြန်လာတော့မယ်ကိုကြီးရွယ်ကိုကြီးရွယ်ဟဲ့ကိုကြီးရွယ် ဒီလူမိမအတီတရားမရှိပါလားဖះရှစ်ခိုးနေတာဟုတ် ဖျားရှိခိုးနေတာအတိတရားမရှိဘူးလို့စကားမပြောနဲ့ရှင်ကျမအတန်ကြားလိုက်တာနဲ့ဩကာသကျမအတန်ကြားတာနဲ့ဩကာသတာလေအယံမတောင်းတယ်လို့ပြောတော့လဲဖျားတရားဆိုတော့လဲဖျားတရားကြီးပဲတနေ့လုံးရှိခိုးနေမဟုတ်တော့မထားနဲ့ နေမဲအရင်မတောင်းနဲ့ဖះတရားလို့ဆိုတော့မဟုတ်ဖះတရားလုံနေတာလေ ရှင်ကကျမကိုငရဲပေးနေတာငရဲပေးတာမှနည်းနည်းပေးတာမဟုတ်ဘူးဟမ်ရှင်ဆိုင်ကယ်ကယ်ရီငှပြီးတော့ငရဲပြေကိုအတင်းတွန်းပို့တို့ပို့နေတာဒီကော်ပီကဘာလုပ်တာလဲ ဖះရှစ်ခိုးနေတဲ့မောင်းရဲ့နားတော့ဟုတ် ဖျားရှိခိုးနေတော့မောရင်နာတောက်တာဒီတိုင်းရှင်ရှိခိုးနေတာရိုးရိုးရှိခိုးနေတာမဟုတ်ဘူးကျမအတန်ကြားတာနဲ့ကိုကြည့်ရွှေဆိုဩကာသကိုကြည့်ရွှေဆိုဩကာသဆိုတာဟမ်လေတန်ကြားတာနဲ့ဩကာသပလိုက်တာရှင်အကြောင်းမသိဘူးမအောင်မင်းနဲ့ အေးမအချိန်စရာဆွဲပေးဒါဆိုရင်ဖះရှစ်ခိုးမဲ့အချိန်စရာ တနေ့လုံးအလုပ်လုပ်ဖို့မတွက်ဘူးအရက်မတောင်းနဲ့ဆိုလို့အရက်ဖြတ်လိုက်ပြန်တော့လဲဖျားနဲ့တရားနဲ့နေဆိုလို့တနေ့လုံးဖျားတရားတာဘာမှမလုပ်တော့ဘဲနဲ့ဖျားတရားတာဓမ္မတနိုင်ငံလုံးငှက်ပြီးပြန်လာခဲ့ပြီးရှင်ကခုတည်းဖျားတရားတော့ရှင်ဖျားရှိခိုးဖို့အချိန်တရားဆွဲပေးမယ်မနဲ့9နာရီဝက်ထ6နာရီထိဖျားရှိခိုး နိုင်ဝက် ဟုတ်တယ်နာရီဝက် နိုင်ဝက်ကြီးတော့နားလို့မရဘူးလေကြားထဲမှာ ဖျားရှိခိုးတော့ဂျားထဲမှာနာရီဝက်နားရမယ်ဆိုတော့ဘယ်မှာနားရရှိလို့လဲအဲ့မနေ့ပဲ6နာရီရှိခိုး6နာရီရှိခိုးပြီး နေ့ဘက်ကရော 7နာရီဒီဆိုတော့က ဘယ်နာရီကအမှာလဲ7နာရီ 7နာရီဆိုတော့ကတ်တာပဲဆိုတော့ကတ်တဲ့အချိန်လောက်ကတ်ပြီးတော့ရှင်တက်နိုင်တဲ့လောက်အချိန်ထိုင်နိုင်တာလောက်ပဲထိုင်ပေါ့အဲ့ဆိုတော့ကတ်ပြီးရင်အလုတ်အကင်လုပ်ပြီးညကြလို့ရှိရင်7နာရီတိကနေ9နာရီထိဖျားရှိခိုး နားလို့မရဘူးလေဒီကြားထဲမှာ ဖျားရှိခိုးတာတော့မှတနာရီလောက်ကလေးထိုင်ဖို့တော့မှပဲဂျားထဲမှာမနာဘူးလားဆိုတော့ဇဲစစ်ပြီးတော့များနေတာများဖျားရှိခိုးတာတော့ဇဲစစ်တယ်ဆိုတော့တွတ်ပါကြည့်ကြတော့အရက်ကလေးရေ